မင်္ဂလာပါဒီနေ့တော့ပြောရေးရှိတာဆက်ပြောကြတာပေါ့နော်နီကိုဖြူဒီလိုမျိုးထွက်လာပြီးပြောတာကိုအမကြိုးစိုးတယ်နော်လက်ခံတယ်ဒါပေမဲ့ညီမလေဒီလိုပြောတယ်ဆိုပြီးအမကိုလာပြောကြရပေါ့နော်မနေ့က Sunday ညဘက်မတို့ဘက်ဆိုအိတ်သွားတဲ့အချိန်မှာပြောတော့လာပြောကြတာအမမနဲ့ကြတော့အမကိုလာ message တွေမှာပြတယ်အမမသိဘူးပြီးတော့နီကိုဖြူရဲ့ post တွေအောက်မှာအမကို mention ခေါ်ရင်အမ mention တော့ရတယ်ဒါပေမဲ့ဘာမှမသိဘူးနောက်မှသိတာကြည့်မရတာနီကိုဖြူကအမကို block ထားတာပဲညီမလေးအမကိုပြောမယ်ဆိုရင်ဘာလို့ block မှာလဲနော်အဲ့လိုပဲအမကိုလေဟိုပေါ့နော်လိုပဲ video လေးလာပြကြတာပေါ့နော်ပြထားတဲ့ဟာပြတယ်အမကိုပြောနေဆိုပြတယ်ပြီးရင်ကြည့်လိုက်ရင်အဲ့ link တွေကကြည့်မရဘူးအမကို block ပြီးပြောတဲ့ agent တွေတော်တော်များတာပဲဘာတွေကြောက်ကြတာလဲနောက်မှပဲအားရတနေ့ကြရင်မထက်ကို block တော့မြန်မာပွဲစားများဆိုပြီးတော့အမ list လေးပို့ပေးမယ်နော် list လေးတင်လိုက်အောင်မယ်အဲ့ကြရင်ကြည့်ကြပါကွယ်ဟုတ်ပြီလားနီကိုပြပြောလို့အမဆက်ပြောပြမယ်နီကိုပြောတယ်မလားဒီကိစ္စတစ်ခုလုံးမှာမြန်မာ agent မပါဘဲနဲ့ဖြစ်မလားပြီးတော့ပေါ့နော်ဒီစာချုပ်မှာလဲလက်မှတ်ထိုးတာပေါ့နော်ဒီမှာပူးပေါင်းတာမြန်မာနဲ့ Singapore Employment Agency လို့ပြောထားတယ်ပေါ့ညီမလေးအဲ့ contract ကိုသိချဖတ်ပြီးပြီလားဒီစာရွက်ကညီမလီရအောင်ပြန်မေးလိုက်ပါသူ့ရဲ့စာရွက်လားသူရေးထားတဲ့ဟာကိုအမပြင်ဆင်ပြီးမှထိုးတာလားဆိုတာကိုမေးလိုက်ပါနော်ပြီးတော့ဒီစာရွက်ကိုညီမရတယ်ဆိုရင်အစအဆုံးသိချဖတ်ပါโอเคညီမပြောတယ်မြန်မာနဲ့ဒီစင်ကာပူကို employment agency နဲ့နော်သူကမတို့ပြောထားတယ်မလား legally လာဒါပေါ့ legally လာတာပဲငါညီမအောက်လာတာမဟုတ်တာ IPA နဲ့လာတာ IPA နဲ့လာပြီမဲ့ IPA ကိုလိန်လေတာလीအမတရားမဝင်လာလို့ပြောတာမဟုတ်တာတရားဝင်လာတယ်လာပြီးတော့မှညီမတို့က illegal အလုပ်လုပ်ခိုင်းတာမတူဘူးเนาะညီမလေး lawyer လောအကြောင်းသိတယ်ဆိုရင်စလုံးတစ်လုံးချင်းစီတိုင်းမှာအတိတ်ပဲရှိတယ်เนาะဒီစာကိုအောက်ဆုံးထိဖတ်ကြည့်ပြီးပြီလားเนาะအမားတို့ကတောက်လျှောက်စင်ကာပူ agent နဲ့ပဲပြောတယ်နောက်ပြီးတော့လီယန်ကညီမကိုဆက်သွယ်တဲ့အချိန်မှာလီယန်ကိုတိုင်က she is not uncontactable ပြောထားတယ်သိလားအဲ့ဒါကိုသိလားညီမပြန်မေးကြည့်လိုက်နောက်ပြီးတော့သူပေးတဲ့စာမှာဗာလဲမြန်မာ